အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီ software ထဲမှာပေါ့နော်ကျွန်တော်တို့ဒီ pricing attribute နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့အားလေးကိုကျွန်တော်ဒီနေ့ရှင်းပြပေးပါမယ်ဖြစ်ပါတယ်ဗျ pricing attribute ဆိုတာကတော့ကျွန်တော်တို့ဒီproduct တွေရောင်းတဲ့အခါမှာကျွန်တော်တို့ဒီအရေးအတွက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ဈေးနဲ့ရောင်းမယ်အကယ်9ခုနဲ့ထက်ဆိုလို့ရှိရင်ဘယ်ဈေးနဲ့ရောင်းမယ်10ခုနဲ့ထက်ဆိုရင်ဘယ်ဈေးနဲ့ရောင်းမယ်ပေါ့ဒီလိုမျိုး quantity ပေါ်မူတည်ပြီးတော့ pricing ကိုသတ်မှတ်ထားတဲ့ပုံစံမျိုးကိုကျွန်တော်တို့ pricing attribute ဆိုပြီးတော့ကျွန်တော်တို့ခေါ်တာပဲဖြစ်ပါတယ်ဗျအဲ့တော့ဒီလက်လီလက်ကားနဲ့မတူဘူးပေါ့နော်ကျွန်တော်လက်လီလက်ကားဆိုလို့ရှိရင်တော့ဒီ software ထဲမှာပဲကျွန်တော်ကလက်လီ customer လက်ကား customer လက်ကား customer ကအရေးအတွက်တစ်ခုပဲဝယ်ဝယ်နှစ်ခုပဲဝယ်ဝယ်သူ့ကိုလက်ကားဈေးနဲ့ရောင်းတယ်လက်လီ customer ဆိုလို့ရှိရင်လည်းသူအရေးအတွက်ဘယ်လောက်ပဲဝယ်ဝယ်ကျွန်တော်ကလက်လီဈေးနဲ့ရောင်းနေပေါ့နော်ကျွန်တော်ဒီ pricing attribute ကကြတော့အဲ့သဘောတရားမဟုတ်ဘူးပေါ့နော် pricing attribute ကကြတော့ဒီလက်လီသမားပဲဖြစ်ဖြစ်လက်ကားသမားပဲဖြစ်ဖြစ်ကျွန်တော်တို့က customer ကိုမကြည့်ဘူးသူတို့ဝယ်တဲ့ပမာဏကိုပဲကြည့်တာပေါ့နော်ဝယ်တဲ့ပမာဏတစ်ခုဆိုရင်တော့ဒီဈေး10ခုဆိုရင်တော့ဒီဈေးပေါ့ဒီလိုပုံစံမျိုးသတ်မှတ်တဲ့ဟာမျိုးကိုကျွန်တော်တို့ pricing attribute ဆိုပြီးတော့ software ထဲမှာဒါကျွန်တော်တို့လှုပ်ဆောင်လို့ရတဲ့အခြေအနေလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ software ထဲမှာဆိုလို့ရှိရင် pricing attribute နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေ့အသေးစိတ်ရှင်းပြပေးပါမယ်ဗျပထမဆုံးကျွန်တော်တို့ list product ကိုသွားပါတော့သွားပြီးတော့ကျွန်တော်တို့ဥပမာဒီ set လိပ်ပေါ့ကျွန်တော်ဒီ set လိပ်ကိုဆိုတဲ့ set လိပ်တစ်ခုကိုကျွန်တော်တို့က pricing attribute သတ်မှတ်ပဲအဲ့တော့ကျွန်တော်သူ့ကိုedit လုပ်လိုက်မယ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်သူအောက်ဆုံးနားလေးမှာပေါ့နော်ကျွန်တော်ဒီမှာ pricing attribute သတ်မှတ်မယ်ဆိုရင်ဒီမှာ pricing attribute ဆိုတဲ့ကောင်လေးရှိတယ်ဒါလေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာသတ်မှတ်တဲ့ဟာလေးပေါ်လာပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော်တို့ကဒါဝယ်ဈေးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါရောင်းဈေးက300ဆိုပြီးသတ်မှတ်ထားတယ်ကျွန်တော်တို့မှာတစ်လိပ်ကို300ပေါ့အဲ့ဒါကိုကျွန်တော်တို့ကတပူးယူတဲ့သူပေါ့နော်တပူးဆိုကျွန်တော်ကအလိမ့်20ပါတယ်အလိမ့်20ယူတဲ့သူဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ရောင်းဈေး300ကနေပြီးတော့မှကျွန်တော်ကဘယ်လောက်ရောင်းမလဲဆိုလို့ရှိရင်တစ်လိပ်ကို285နဲ့ပေးမယ်ပေါ့နော်ဒါအလိမ့်20ယူတဲ့သူပေါ့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီ3ဘူးယူတဲ့သူပေါ့အလိမ့်60ပေါ့အလိမ့်60ယူရဲဆိုလို့ရှိရင်ကျွန်တော်ကသူ့ကို280နဲ့ပေးမယ်ဒါဆိုကျွန်တော်တစ်လိပ်ချင်းစီမှာ5ချက်စီတက်တာသွားမယ်pricing attribute ရဲ့သဘောတရားအဲ့သဘောပေါ့နော်အဲ့လိုပဲကျွန်တော်နောက်ထပ်9ဘူးယူရဲသူပေါ့9ဘူးယူရဲသူဆိုလို့ရှိရင်အလိမ့်100ယူရဲဆိုလို့ရှိရင်ကျွန်တော်က260နဲ့ပေးမယ်ပေါ့ဒီလိုပုံစံမျိုးလေးကိုကျွန်တော် pricing attribute မှာလာပြီးသတ်မှတ်ထားလို့ရတယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုပြင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ edit product လေးနှိပ်လိုက်မယ်ဒါတော့ကျွန်တော်တို့ပြင်ဆင်တဲ့ product ပြီးသွားပြီပေါ့ဒီလေးပြန်ကြည့်နေဆိုရင်လည်းကျွန်တော်တို့ view မှာပြန်ကြည့်လို့ရတယ်ပေါ့နော် pricing attribute ဆိုတဲ့နေရာမှာကျွန်တော်20ဆိုလို့ရှိရင်သူရဲ့ဈေးသတ်မှတ်ထားတဲ့ဟာဒီလောက်လိပ်60ဆိုလို့ရှိရင်ဈေးသတ်မှတ်ထားတာဒီလောက်အဲ့တော့285 290 260ပေါ့နော်ကျွန်တော်တို့အရေးအတွက်ပေါ်မူတည်ပြီးတော့တလိပ်စီရဲ့ဈေးကိုကျွန်တော်တို့ကသတ်မှတ်ထားပေးလိုက်တယ်ပြီးသွားပြီဆိုကျွန်တော်တို့ POS ကိုသွားပေါ့POS ရောက်တဲ့ချိန်ကျရင်ကျွန်တော် slot set လိပ်ကိုပဲဒီမှာရွေးလိုက်ဒါဆိုပုံမှန်ကျွန်တော်တစ်လိပ်ပေါ့နော်တစ်လိပ်ကို300တာပုံမှန်ရောင်းစီပဲအဲ့မှာကျွန်တော် quantity ကိုကျွန်တော်20ပေါ့နော်20ဆိုလို့ရှိရင်သူ့ရဲ့ရောင်းစီက285ဖြစ်သွားပြီပေါ့နော်300နဲ့285ဖြစ်သွားတယ်တကယ်ကျွန်တော်3ဘူးယူတဲ့သူပေါ့3ဘူးယူတဲ့သူဆိုတော့60ပေါ့အလိပ်60ယူမယ်ဆိုလို့ရှိရင်ကျွန်တော်က280ဖြစ်သွားတယ်ဈေးကဒါသူက auto solve ရနေအလုပ်လုပ်သွားတဲ့ပုံစံပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဆိုတော့9ဘူးယူမဲ့သူပေါ့လိပ်တရားဖြစ်သွားမယ်9ဘူးယူတဲ့သူဆိုလို့ရှိရင်သူ့ရဲ့ဈေးက260ဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော် quantity ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီ price က change ဖြစ်သွားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ pricing attribute ဆိုတာကတော့ကျွန်တော်တို့က quantity ပေါ်မူတည်ပြီးတော့ဈေးနှုန်းကိုလိုတယ်လို့ကြောင်းကျင်တဲ့လုပ်ငန်းတွေပေါ့နော်အဲ့ဒီလုပ်ငန်းတွေအတွက်ကိုဒါ pricing attribute ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့ကဒီ software ထဲမှာသတ်မှတ်ပြီးတော့သုံးလို့ရတယ်အဲ့တော့ဒီယူရဲဟာကဥမာပုံမှန်တကူယူရဲသူဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဈေးနဲ့ရမယ်အဲ့လိုမဟုတ်ဘူးဟိုဟာ3လိပ်ပဲယူရဲသူဆိုတော့3လိပ်ပဲယူရဲဆိုရင်တော့ဒါတလိပ်ချင်းစီရဲ့ဈေးနဲ့ဖြစ်သွားမယ်ပေါ့အဲ့တော့ကျွန်တော်3လိပ်ပဲယူရဲပဲဖြစ်ဖြစ်ဒီမှာ10လိပ်ယူရပဲဖြစ်ဖြစ်အလိပ်20ယူရပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးသတ်မှတ်ပြီးတော့ကျွန်တော်တို့ကသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ pricing attribute သတ်မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က product ရဲ့ဒီ pricing attribute ဆိုတဲ့ဟာလေးမှာသွားပြီးတော့ကိုသတ်မှတ်ခြင်းတဲ့ဈေးကိုဒီမှာသွားပြီးတော့သတ်မှတ်လို့ရတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ညှဝေပေးခြင်းပဲဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်